ချစ်မိတ်ဆွေများမင်္ဂလာပါဗျာဖုတ်ပြန်ခံရသူတို့အတွက်သင်ခန်းစာအကြောင်းလေးကိုကျွန်တော်မျှဝေခြင်းပါလေကိုယ့်ဘော်ကိုဖုတ်ပြန်သွားတဲ့သူကကိုယ့်ဘဝတွေကိုပြန်လာတယ်ဆိုတာကလေရှင်းနေသေးလို့မဟုတ်တယ်လို့နောင်နာရလို့လေမဟုတ်ပါဘူးဒါမယ်ထင်လို့ကူးသွားပြီးမှအခြေအနေမကောင်းလို့ဂရီးကဝတ်တွေဘလောက်ပဲပြီးနေပါသေးပြတ်သွားတဲ့ယုံကြည်မှုဆိုတာပြန်လေတိဆောက်ရခက်ခဲမယ်ထင်ပါတယ်ဘယ်ချိန်ဘယ်ခါဖောက်ပြန်မလဲဆိုပြီးစိတ်တော်ကလည်းအမြဲလိုဖြစ်နေမှာပါပဲထောက်ထားရမယ့်တာသမီတွေရှိနေလို့ကိုယ့်ဘက်ကလက်ခံခဲ့ရင်တော့အရင်လိုမျိုးစိတ်စီစဉ်တာနဲ့ကြည်ယူပေးနိုင်မှာတော့မဟုတ်ပါဘူးဒီချိန်တစ်ခုကဘဝမှာအဆုံးဖြတ်ခက်ခဲဆုံးအခြေအနေဖြစ်ပါလိမ့်မယ်ပတ်ဝန်းကျင်မှာကြားခဲ့ရတဲ့ကိုယ်တိတ်ခါတရားကိုရခဲ့ရတဲ့စိတ်ထန်ရာဘယ်သူကိုမှရင်ဖွင့်လို့မရခဲ့ပဲဝန်နေခဲ့ရတဲ့နာကျင်မှုတွေတစ်ဖက်မှာကထောက်ထားရမယ့်နီလန်းကစွန့်လွတ်ပေးလိုက်ခြင်းပါပဲဥပိ္ပခါပြုခြင်းနဲ့ပါကိုနဲ့ရေစက်ကုန်သွားပြီဆိုတာပါပဲခွင့်လွှတ်မှုလည်းပေးတယ်စွန့်လွတ်မှုလည်းပါမယ်လူချင်းမှုတွေချစ်ချင်းမုန်းချင်းတွေခံစားမှုတွေတခုမှမရှိတော့တဲ့အနေအထားနဲ့ဒဇင်းဖြစ်ဥပိ္ပခါပြုရပါလိမ့်မယ်ကြံရှိနေတဲ့ကိုယ်တိုင်ပဲလေကြံရှိနေတာကိုယ်တိုင်ပါပဲလေကိုသားသမီးအတွက်ကိုဘဝအတွက်သာပြီးစေရမှာပါပဲအမှန်တရားတွေဟာပူလောင်ရတယ်တစ်ဖက်ကမသိရင်တောင်ကို့မှာလောင်မြိုက်နေရတာပဲအစိုးကောင်းဒွန်တွဲနေတဲ့လူဘဝကြီးမှာလူတိုင်းဟာအမြဲအစဉ်ပြေပျော်ရွှင်နေရတယ်လို့မရှိပါဘူးဖောက်ပြန်သွားတဲ့သူတွေကပူလို့တောင်စိုးပါသေးတယ်ပူခံစားပါလိမ့်မယ်အရာရာဟာအချိန်ကာလအဖြေပေးသွားသမျှပါတဖြည်းဖြည်းနဲ့သိလာရပါလိမ့်မယ်အဲ့ဒါကတွေ့တာမှုတွေရောပါလေလေအပူတော့ကကင်းလေလေဆိုတာပါပဲတဏှာလည်းမရှိခြင်းမနဲ့တော့သူကပြုတ်သူအဖြစ်ယူသွားပါစေကိုကဖြစ်သူအဖြစ်နဲ့အဆုံးသတ်လိုက်ပါမှတ်ယူထားမှာကလူတယောက်ကိုကိုယ်နာကနေလောကကြီးကဖယ်ရှားပေးလိုက်တယ်ဆိုတာပါပဲမပြတ်သားနေသည်၍ထက်ခါနာကျင်နေရမှာမလွဲမသိပါပဲနော်ရှင်ကွဲမကွဲလေတီကွဲကြမှာအသေးကြပဲမို့သူမကောင်းတာသူ့အကြောင်းတရားနဲ့သူရှိပြီးသားဖြစ်ပါသည်သူ့အကြောင်းကိုကိုယ်အကျိုးဖြစ်နေမယူလိုက်မိပါသေးနဲ့မကောင်းတဲ့သူနဲ့ကောင်းတဲ့သူကိုအကြာကြီးထားလိမ့်မရှိတာလောကကြီးကမျှတမှုပေးခြင်းပါဝှကျွေးကိုကုံသွားပြီကုံဆုံးသွားပြီပဲစဉ်းစားချစ်မိတ်ဆွေများဖြစ်ရှင်းစရာနီလန်းတိုက်ဆိုင်မှုအတွေးမြင်ထက်တူကြမယ်ဆိုရင်ဝီဘိုလေးလုတ်ခဲ့ပါဗျာသူပဲကျေးဇူးတင်ပါ